ချိန်ပြီးသွားရင်ဒီကောင်ကို save လုပ်လိုက်မယ် save လုပ်ပြီးသွားရင်ပြီးသွားပြီ power ပြန်ပိတ်မယ် power ပြန်ပိတ်ပြီး power ပြန်ဖွင့်လိုက်မယ်ကျွန်တော်တို့ခုမြင်နေရတဲ့ပစ္စည်းလေးကလွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့ခံရှူရလျှက်စစ်ပစ္စည်းအယောင်းဆိုင်ကိုရောက်လာတဲ့ e-cloud တစ်စိတ်ထဲကပေါ့နော် VA protector မျိုးစားအသစ်တစ်ခုဖြစ်ပါတယ်ဒီကောင်လေးက SP3 model number နဲ့လာတာအရင်တုန်းက model number တွေက RPVA ဆိုတဲ့ model number နဲ့လာတယ်model number တွေမတူတဲ့အတွက်သူ့ရဲ့ display ဘိုင်းတွေကွာသွားတယ် setting ချိန်ရတဲ့ဟာလေးတွေကွာသွားတယ်ပေါ့နော်အဲ့တော့အဲ့ဟာလေးတွေကိုကျွန်တော်အခုဗီဒီယိုမှာပြောပြပေးမယ်တကယ်တမ်းဒီကောင်က 80VA လို့ရေးထားတယ်ဆိုပေမဲ့လည်းတကယ်တမ်းသုံးလို့ရတာက 63A အထိပဲသုံးလို့ရတာပါတခါလေကြာရင်ဒီ model number နဲ့မှားပြီးတော့ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအမှန်မှားတတ်မှာဆိုလို့ပါဒီကောင်က 63A အထိပဲသုံးလို့ရတယ်โอเคအဲ့တော့ဒီကောင်လေးတွေက setting ကဘယ်လိုလေးတွေကွာခြားသွားလဲဆိုတာကိုကျွန်တော်လက်တွေ့လေးစမ်းပြပေးမယ်ပေါ့နော်လက်တွေ့စမ်းပြပေးဖို့ရန်အတွက်ကျွန်တော်အခုဒီမှာဆိုရင် power စပြီးဖွင့်လိုက်မယ်ဒီကောင်ကထူးခြားချက်ကအပေါ်ကနေ input power ပေးရတာပေါ့နော် input power ပေးတယ်ပေးလိုက်ပြီဆိုတာနဲ့အောက်မှာခုနကတော့ကျွန်တော်တို့ delay တိုင်းလေးခဏစောင့်တယ်စောင့်ပြီးတော့ရင်အပေါ်မှာကတော့ mia ပြမယ်အောက်မှာတော့ ampere ပြမယ် current ampere တွေပြမယ်ပေါ့နော်ဒါကတော့ကျွန်တော်မိတ်ဆွေဒီချာပေါက်တည်ပြီးသားဖြစ်လိမ့်မယ် setting စချိန်တော့မယ်ဆိုရင်တော့ဒီမှာ set ဆိုတဲ့ခလုတ်ကလေးပါတယ်ကျွန်တော်တို့ channel တွေကတော့အပေါ်အောင်မြခလုတ်ကလေးတွေ okay function လေးတွေပါမယ်ပေါ့နော် okay အခုလောလောဆယ်မှာဆိုရင်တော့ဒါ output ထွက်နေပြီပေါ့နော်အဲ့ဒါဆိုကျွန်တော်ပထမဦးဆုံးအနေနဲ့ set ဆိုတဲ့ခလုတ်ကလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ပထမဦးဆုံးပေါ်လာတာကဒါက over voltage ပါ over voltage ကတော့ကိုဘယ်လောက်သတ်မှတ်ထားခြင်းလဲအဲ့voltage ပမာဏနဲ့ကျော်သွားပြီဆိုရင်ဖြတ်ချစေခြင်းနဲ့ဆိုရင်ဒီ over voltage ပမာဏကိုတေချာရွေးထားဖို့လိုအပ်တယ်နောက်ထပ်တစ်ခုကိုထပ်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ set ဆိုတဲ့ clock ကလေးကိုထပ်ပြီးဖိလိုက်ပါဖိလိုက်တဲ့အခါကျရင်ဒီကောင်လေးက under voltage ပေါ့နော် under voltage ကလည်းအတူတူပဲကျွန်တော်တို့မီးအားနည်းသွားတဲ့အခါကျရင်ဘယ်လောက်ထက်ပို့ပြီးတော့နည်းသွားပြီဆိုတော့ဖြတ်ချပေးပါလို့ပြောတာ ਨੇ အတူတူပဲဖြစ်တော့တယ်ဒီ under voltage ကိုလည်းကျွန်တော်တို့တေချာလေးချိန်တက်ဖို့လိုအပ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဒီကောင်ပေါ့နော်ဒီကောင်ကကြတော့အခုလောလောဆယ်ဘာဖြစ်နေလဲဆိုတော့ကြတော့10 second ဖြစ်နေတယ်10 second ဖြစ်နေတာဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ဒီမီးအားပေါ့နော်ဥပမာအားဖြင့်မီးအားဘယ်လိုမျိုးမီးအားလဲဆိုတော့ကြတော့ over voltage တွေ under voltage တွေကဘယ်လောက် second ကြာအထိပေါ့နော်ထိန်းထားပေးမှလဲဘယ်လောက် second ကြာအထိစောင့်ကြည့်မှလဲဆိုတဲ့သဘောပေါ့နော်ဥပမာကျွန်တော်တို့230ချိန်ထားခဲ့တယ် sorry 240ချိန်ထားခဲ့တယ်245လောက်ဖြစ်နေတယ်မီးကဖြတ်မချသေးဘူးဘာလို့ဖြတ်မချသေးလဲဆိုတော့ဒီမှာချိန်ခဲ့တဲ့အချိန်က5 second လို့10 second လို့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့တိုင်းပဲ under voltage ဆိုရင်လည်းအတူတူပဲပေါ့နော်သူသတ်မှတ်ထားတဲ့ဟာတဲ့အောက်ကိုတော့ရောက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့မြင်နေရတယ်ဖြတ်မချသေးဘူးဘာလို့လဲဆိုတော့ဒီမှာချိန်ထားတဲ့အချိန်တစ်ခုကြောင့်မလို့ပေါ့နော်โอเคဒါပြီးသွားပြီဆိုရင်နောက်ထပ်တစ်ခုကိုကျွန်တော်ထပ်နှိပ်လိုက်မယ်နှိပ်လိုက်ရင်တော့ဒီကောင်ကတော့အားလုံးသိထားပြီးဒါကတော့ over current ပေါ့နော် over current ပမာဏဘယ်လောက်သတ်မှတ်ထားခြင်းလဲအများဆုံး ampere ဘယ်လောက်ထိ30ခြင်းလဲဆိုတဲ့ပုံမှာမူတည်တယ်ဒါကတော့ over current ကတော့63 ampere default ဖြစ်တဲ့အတွက်ကျွန်တော် default အတိုင်းပဲထားလိုက်မယ်ဒီကောင်ပေါ့နော်ဒီကောင်ကလည်းအတူတူပဲကျွန်တော်တို့ဘာနဲ့သွားတူလဲဆိုတော့အချိန်ပေါ့နော်အချိန်ကဘာနဲ့သွားတူလဲဆိုတော့ကြတော့ဒီ over current ကိုဖျက်ချပေးမယ်အချိန်ပေါ့နော် over current တော့ဖြစ်တယ်ဒါပေမဲ့ over current ဖြစ်တိုင်းလည်းချက်ချင်းဖျက်ချတာမဟုတ်ဘူးသူ့ရဲ့သတ်မှတ်ထားတဲ့အချိန် second လေးတစ်ခုကိုစောင့်တယ်ပေါ့နော်ဒါဆိုရင် 5 second စောင့်မယ်40 ampere ချိန်ထားတယ်41 42ရောက်သွားတဲ့အခါမှာကျွန်တော်5 second လောက်ထိကိုစောင့်ကြည့်မယ်စောင့်ကြည့်လို့ပြီးသွားပြီဆိုမှပဲသူကဖြတ်ချပေးမယ်ပေါ့နော် okay နောက်ထပ်ခလုတ်တစ်ခုကိုနှိပ်မယ်ဆိုရင်တော့ဒါကတော့ delay time ပါကျွန်တော်တို့မိတ်ဆွေတွေတည်ထားပြီးသား power စပြီးဖွင့်လိုက်တဲ့ဒီ input power ပေးလိုက်ပြီဆိုတာနဲ့ delay time ဘယ်နှ second ကြာပြီဆိုတာနဲ့စပြီးတော့အလုပ်လုပ်စေချင်တာလဲဆိုတဲ့ပုံမှာမူတည်ရပေါ့နော်အဲ့တော့ဒါလေးကတော့ delay time ကိုပြောတာအဲ့တော့ပုံမှန်အပြင်တော့ကျွန်တော်တို့ delay time ကိုနည်းနည်းအချိန်ကြာလေးချိန်ထားမယ်ဆိုရင်ရတယ်ဘာကြောင့်မလို့လဲဆိုတော့ over current တွေ over voltage တွေဖြစ်တဲ့အခါကျရင်ပေါ့နော်ကျွန်တော်တို့ဘယ်လိုဖြစ်တာလဲဆိုတဲ့ဟာလေးကိုသိစေချင်တယ်ဆိုရင်ဒီကောင်ကိုချိန်ထားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်းကိုက delay time ကို short မယ် over current တွေ over voltage တွေကိုကြာမှာဘယ်လိုပြောမလဲနည်းနည်းအချိန်မြန်လေးလုပ်မယ်ဆိုရင်လည်းရတယ်ပေါ့နော်โอเคပါအဲ့တော့ဒါလေးပြီးသွားပြီဆိုရင်ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့နောက်ထပ်ခလုတ်တစ်ခုကိုထပ်နှိပ်လိုက်တဲ့အခါကျရင်တော့ဒါပထမဦးဆုံးနေရာကိုပြန်ရောက်သွားတယ်ပေါ့နော် over voltage ချိန်တဲ့နေရာကိုရောက်သွားတယ်ဒါဆိုရင်တော့ကျွန်တော်တို့ okay ကိုပဲမဖြစ်မနေနှိပ်လိုက်ပါဒါမှသာလျှင်ကျွန်တော်တို့ setting ချိန်ထားတဲ့အားလုံးဒီ save ဖြစ်သွားပါလိမ့်မယ်โอเคပါဒီလိုပုံစံနဲ့ပဲကျွန်တော်တို့ setting ချိန်ရမယ်ဒါဆိုရင်ကျွန်တော် power ပြန်ပြီးတော့ပိတ်လိုက်မယ်ပိတ်ပြီးရင်ပြန်ဖွင့်မယ်ပေါ့နော်โอเคဖွင့်လိုက်တဲ့ခါကျရင်တော့ကျွန်တော် delay time 5 second ပဲချိန်ခဲ့တာဖြစ်တဲ့အတွက်5 second နဲ့ပဲပြန်စလိမ့်မယ်โอเคဒါဆိုရင်တော့ output ပြန်ထွက်ပြီးထွက်တဲ့ခါကျရင်ကျွန်တော်တို့ချိန်ထားတဲ့ setting လေးတွေတစ်ချက်ပြန်သွားကြည့်မယ်โอเคအားလုံးဒီအဆင်ပြေနေတယ်ပေါ့နော်အဲ့တော့ delay time လေးကိုကျွန်တော်မြင်တာထင်တာရှိအောင်လို့ကျွန်တော်9 second လောက်ချိန်လိုက်မယ်ချိန်ပြီးသွားရင်ဒီကောင်ကို save လုပ်လိုက်မယ် save လုပ်ပြီးသွားရင်ပြီးသွားပြီ power ပြန်ပိတ်မယ် power ပြန်ပိတ်ပြီး power ပြန်ဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့ခါကျရင်ဒီမှာ9 second ကနေစမယ်6 5 4 3 2 1
output ထွက်ပါပြီဒါဆိုရင် output ထွက်ပြီပေါ့နော် okay ပါဒါလေးကတော့ကျွန်တော်တို့ခုနောက်ပိုင်းမှာရောက်လာတဲ့ eCloud တစ်စိတ်ထဲကမှ SP380VA ဆိုတဲ့ model number နဲ့လာတယ်ပေါ့နော် 63A VA protector လေးကို setting ချိန်ရတဲ့အကြောင်းလေးကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ် okay ပါအဲ့တော့ဒီပစ္စည်းလေးနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိတယ်မေးချင်တာရှိရဆိုရင်မေးခဲ့လို့ရတယ်ဈေးနှုန်းကတော့3900ပဲရှိပါတယ်အဲ့တော့လိုအပ်တဲ့မိတ်ဆွေတွေကဒီပစ္စည်းလေးကိုကျွန်တော်တို့စီမှာလည်းဆက်သွယ်မှာယူလို့ရပါတယ်ကျေးဇူးတင်ပါတယ်ဗျ